စိတ်ချမ်းသာဖို့ကအဓိကပါပဲကိုယ်စီချင်းနဲ့ပြီးဒီမှုတွေကလည်းရှိကြတာပဲဘာဖြစ်ကြတာလဲလာကြည့်ကြပါကွယ်ငါအချိန်နဲ့စက္ကန့်နာကြီးတိုင်းနဲ့သတိရပါတယ်ပြတ်ကန်းချိုပါတယ်ပြတ်တန်းလို့ပါတယ်ပြိုင်စမ်းတဲ့လမ်းကလည်းအယမ်းချိုပါတယ်ဝင်းငါရဲ့နာမရှိနေရင်တော့သိပြောတာပဲငါရဲ့နေတဲ့မိတ်ထဲမင်းကိုဖိတ်ခေါ်ပါတယ်ကြောင်မြောင်းတဲ့ကန်တော့ကြီးရင်ကြောင်မှာရှောက်သွားမယ်ပြီးရင်မချိုက်တဲ့အလုံးငါသိမော်ဒီတော့စားမယ်ကာကိုစီလုံးငါမယ်ဒီဦးလေးထပ်သွားမယ်အမတ်တရားအတက်ပုံနဲ့ရိုက် Facebook မှာတင်ထားတယ်ငါရဲ့နာတဲ့သူမရဲ့စကားပဲမိမနဲ့တကွာအဖြစ်မှာ ever ကြာစေကြိုက်တဲ့ရုပ်တောင်ပေါ်ကိုဖျားဘူးသွားမယ်နေဝင်ကအဲ့ဒါလို့မင်းအကြောင်းကိုကြွားတယ်အိမ်မက်တွေ